ကျွန်တော်ဟိုတနေ့ကတော့ဒီ app တစ်ခုရှိလို့ရှိရင် story တစ်ခုလုံးဖန်ပြီးလို့ရပြီလို့ပြောလိုက်တယ်အဲ့ app ကိုကျွန်တော်တို့ဒီနေ့အတူတူဖန်ကြည့်ကြမယ်ဗျဒီ app ကဘယ်လောက်ထိအလုပ်လုပ်နိုင်မလဲဘယ်လို result တွေများရမလဲဒီထဲကပေးထားတဲ့ image prompt တွေရောတကယ်အလုပ်ဖြစ်ရလားပေါ့ဗျာကျွန်တော်တကယ်လုံးဝမစမ်းရသေးပါဘူးကျွန်တော်စမ်းထားတာဆိုလို့ story topic လေးပေးလိုက်တယ်သူက story generate ပေးဒီအဆင့်ထိပဲကျွန်တော်စမ်းရသေးပါတယ်အခုလောလောဆယ်မှာကျွန်တော်ပြန်ပြင်ပြီးသွားပါပြီဒီ app ကိုဒီ application ကိုကျွန်တော်ပြန်ပြင်ပြီးသွားပြီဆိုတော့အတန်ထုတ်လို့ရတဲ့အထိတော့ကျွန်တော်စမ်းကြည့်ထားပါတယ်အတန်တော့ထုတ်လို့ရတယ်ဒီ image prompt တွေသူပေးတဲ့ဟာတွေကိုကျွန်တော်မစမ်းထားပါဘူးဆိုတော့ကကျွန်တော်အခုတစ်ခါတည်းစမ်းကြည့်ကြပါမယ်ကျွန်တော် app လေးကိုတွားပြီးတော့ဒီ app လေးကိုကျွန်တော်အစတော့လူတိုင်းအောင်မပေးဘူးဆုံးဖြတ်ထားပြီမယ်တော်တော်များများဒါလေးအဲ့ဒီကဗီဒီယိုတင်လိုက်ပြီးတော့ကျွန်တော်ကိုလာပြောကြတယ်ဗျဘယ်လိုလာပြောလဲဆိုတော့ဒီ app လေးကိုသူတို့လိုချင်လို့ဝယ်ဆိုလဲဝယ်ပါမယ်အဲ့တဘောမျိုးလာပြောကြတာဗျတော်များများလည်းတကယ်လိုအပ်နေလို့နဲ့ထင်ပါတယ်ဗျာသိလားဘာလို့လူတိုင်းအောင်မပေးရလဲဘယ်လိုလူတွေပဲပေးမှလဲဒါမျိုးတွေမေးကြတယ်ဗျတကယ်တမ်းဒီ app ကိုကျွန်တော်ဖန်တီးရတဲ့ရည်ရွယ်ချက်ကတော့ free ပေးဖို့ဗျာ free ပေးဖို့ဆိုတာဒါပေမဲ့တော်များများသိရမလား free ရတာများလာရင်တန်ဖိုးမထားတတ်ကြတော့အဲ့ဒါလည်းပါတယ်ပြီးတော့ကျွန်တော်ဒီ app လေးကိုကျွန်တော်သင်တန်းသားတွေအတွက်ဗျအဓိကသင်တန်းသားတွေထဲမှာ idea ပျောက်နေတဲ့လူတွေပါတယ်ရှိလို့ရှိရင်အကောင့်နဲ့ပေါ်နိုင်အောင်လို့ကျွန်တော်ကဒီ sport လုပ်တဲ့အနေနဲ့ဒီ app လေးကိုထောင်လိုက်လှုပ်လိုက်စပြီးတော့စမ်းရခြင်းဖြစ်တယ်ဗျာစမ်းနေကျွန်တော်မအောင်မြင်တဲ့ခါတွေလည်းရှိရဗျအလုံးမဖြစ်တော့တဲ့ခါတွေလည်းရှိတယ်အဲ့ကြကောင်းတွေလည်းခြောက်လာတာတွေရှိအခုမှ final အဆင့်ကြမှာပဲနည်းနည်းအလုပ်ဖြစ်သွားတယ်လို့ပြောလို့ရတယ်ဗျဒါပေမဲ့ဒါတော့ကျွန်တော်အပြည့်အဝမစမ်းရသေးလို့အခုမိတ်ဆွေတို့နဲ့အတူတူစမ်းကြည့်ပါဆိုတော့ကကျွန်တော်အဲ့ app လေးတွေသွားဖို့အတွက်ကျွန်တော်ဒီမှာ link လေးရှိပါတယ်ဒီ link လေးကိုကျွန်တော်ဝင်လိုက်ပါမယ်ဝင်ပြီးတော့ကျွန်တော်တို့ခဏလောက်စောင့်လိုက်ပါမယ်ဒီမှာ line ကြလို့ရှိရင်စောင့်ရတတ်ပါတယ်ခဏလောက်ကြာလေးစောင့်ပေးပါဗျနှိပ်ပြီးပဲကျွန်တော်ပေးတဲ့အဲ့ link လေးကိုပဲနှိပ်ပြီးဝင်ရုံပဲเนาะအခုတတိတော့ကျွန်တော်ဘယ်သူ့မှမပေးရသေးပါဘူးဒီမှာကျွန်တော်အတူတူစမ်းကြည့်မှုပေါ့ဗျာဒါလေးကိုတကယ်လို့အဆင်ပြေတယ်ဆိုရင်ပုံတွေပါထုတ်ရတာအထိကအဆင်ပြေတယ်ဆိုကျွန်တော်ပေးပါမယ်ခုလောလောဆယ်ဒီမှာကျွန်တော်ရဲ့ဒီ app လေးတွေကိုရောက်သွားပြီဆိုပုံမှန်တိုင်းကျွန်တော်ဟိုနေ့ကစမ်းပြထားသလိုပဲကျွန်တော်တို့ဒီမှာကျွန်တော် story topic ပေးရမယ်ဗျဒီမှာstory topic ဒီမှာ story topic ပေးဖို့အတွက်ကိုဒီမှာခေါင်းစဉ်လေးပေါ့ဗျာပုံမြင်ခေါင်းစဉ်လေးတွားယူလိုက်ပြီးတော့ကျွန်တော်တို့ဒီမှာ page လုပ်လိုက်မယ်ပြီးသွားရင်ဒီမှာ output language မှာမြန်မာလိုပဲလိုချင်တာကြောင့်မြန်မာလိုထားလိုက်တယ်story length ဆိုတာတော့ကျွန်တော်အရှည်ပေါ့ဗျာအရှည်ကိုကျွန်တော်ဒီမှာ5 minute to 10 minute လောက်ကြာအောင်ထားလိုက် writing style မှာကျွန်တော်တို့ horror ဒီမှာ horror ရှိတယ် horror ရှိရနော် horror ကိုရွေးပေးမယ်ပြီးသွားရင်ဒီမှာ image prompt မှာဒီမှာ cinematic resolution ဆိုတာရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကဒီမှာdark horror style ဆိုတဲ့ဟာလေးကိုရွေးပေးလိုက်မယ်ပြီးရင်ဒီမှာ generate studio output ကိုကျွန်တော်နှိပ်ကြည့်လိုက်မယ်ဗျခဏတော့စောင့်ရမယ်နော်ဘာတွေအသုံးဝင်လဲဆိုရင်တော့အခုဒီမှာလုတ်ပြောင်းသွားတဲ့အတိုင်းပဲစာကြောင်းလေးတစ်ကြောင်းထည့်ပြီး setting နဲ့ set လေးနည်းနည်းလုပ်လိုက်ရင် setting လုပ်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာရလာမယ့် result တွေကဆောင်းပြီးသွားရင်ပေါ်လာလိမ့်မယ်ဗျဒီမှာပေါ်လာပြီလွန်ခဲ့တော့နှစ်ပေါင်းများစွာကိုတင်မောင်နဲ့ဇနီးဖြစ်သူမအေးကြီးတို့သည်တဲ့မွန်ပြည်နယ်ဘက်ရှိဝေးလံခေါင်ဖျားသောရောဘာချန်တစ်ခုတွင်အလုပ်လုပ်ရန်ရောက်ရှိလာခဲ့ကြသည်ပုံမြင်အရှိကြီးနော်ဒါပုံမြင်အရှိပေါ့အရှိသဘောပေါ့ဗျာဒီလောက်ဆိုရင်တော့5 minute to 10 minute ပြောထားပြင်မှာအဲ့လောက်ရရင်မှရမှာတကယ်သူပေးတဲ့ပုံမြင်လေးရပါဗျာအဲ့အားနည်းချက်လေးတော့ရှိမယ်ဒီမှာပုံမြင်အဓိကမဟုတ်ကျွန်တော်ကဒီမှာ void အဲ့တစ်ခေါက်ကပြထားတော့ void က error တက်တယ်ဗျာဒီမှာကျွန်တော် void ကိုထုတ်ပြမယ်ဗျကျွန်တော်ဟိုနေ့ကလုတ်ပြီးချင်းစမ်းတာတော့အဆင်ပြေတယ်အခုတော့ဘယ်လိုလာမလဲမသိဘူးဗျာအဲ့တော့ကျွန်တော်တို့ void ကိုစမ်းမှုတော့ void ထဲမှာလည်းဒီမှာ horror တုံးကိုပဲရွေးပြီးတော့စမ်းလိုက်မယ်ဗျစမ်းကြည့်လိုက်မယ်နော်ဒီမှာဒါဆိုဒီမှာ percentage လေးပြရတယ်သူအတန်ထုတ်နေတဲ့သဘောပေါ့ဗျာခဏတော့စောင့်ကြည့်လိုက်မယ်ရမလားမရလဲကျွန်တော်အဒီကိစ္စမရှိဘူးအတန်တခြားမှာထုတ်လို့ရတယ်ကျွန်တော်တို့ဒီမှာကျွန်တော်စမ်းနေတာဒီကသူပေးတဲ့ image prompt တွေကိုကျွန်တော်စမ်းနေတာဗျဒါပေမဲ့ဒီမှာအတန်ထုတ်နေတော့မို့လို့ခဏတော့စောင့်ကြည့်လိုက်မယ်ရမလားရတော့ကျွန်တော်တေချာမပြောတတ်ဘူးကျွန်တော်စပြင်ပြီးချင်းတော့ရတယ်ဗျဒီဇလန်ကတော့ကိုတင်းမောင်နဲ့အေးကြီးတို့ဇနီးမောင်နဲ့ရောပါတော်တွေကအိမ်အိုးကြီးမှာတကယ်ကြုံတွေ့ခဲ့ရတယ်ထိတ်လန့်စရာထီရမှန်ပဲဖြစ်ပါတယ်
ဒါဆိုအတန်ရတယ်နော်ဒီမှာကျွန်တော်ရှင်းပြကြရလေးရှိတယ်ဗျတကယ်တမ်းဒီမှာကျွန်တော်တို့ story ကဒီကောင်လေးဆိုရင်လွန်ခဲ့သောနှစ်ပေါင်းများစွာဆိုရင်ကျွန်တော်အောက်မှာ narration version ဆိုတာရှိပြီ narration script ဒါလူစိတ်ဝင်စားစရာကောင်းပြီးတော့အချောတတ်ထားတဲ့ script ပေါ့ဗျာသိလားတကယ်တမ်း generate လုပ်လိုက်တဲ့အခါဒါကြီးကို generate လုပ်ပေးမှာမဟုတ်ဘူးဒီအောက်က narration script ဆိုတဲ့ဟာကိုပဲသူကအတန် generate လုပ်ပေးမှာဗျသိလားဒီမှာ generate narration ဆိုပြီးတော့လည်းပါနေရနော်အဲ့တော့ကျွန်တော်တို့ကဒီအပေါ်က studio လိုချင်တယ်ဆိုရင်တော့ဒါလေးကို copy ပြီးတခြားမှာအတန်သွားထုတ်ကမှာပေါ့ဗျာတကယ်လို့ဒီက narration script ကိုပဲအတန်ထုတ်ပေးရလို့လိုချင်ဒီမှာ direct download လို့ရတယ်ဒီဘက်ဘေးကဟာလေးကိုနှိပ်ပြီး download ဆွဲလိုက်အတန်ရပြီဗျသိလားပြီးသွားရင်ကျွန်တော်တို့ image prompt ကျွန်တော်အဓိကဆန်းနေတာ image prompt ပဲအခုကဒီမှာကျွန်တော်တို့ခေါင်းစဉ်လေးထည့်လိုက်တယ်မြန်မာသားနဲ့ story လေးပါလာတယ်ပြီးတော့ narration script တစ်ခါလေးတန်းရေးပြီးတယ်ဒီမှာအတန်တန်းထုတ်လို့ရပါတယ်ဒီ app လေးရဲ့အားသာချက်ပေါ့ဗျာပြီးသွားရင်ကျွန်တော်အဓိကဆန်းနေတဲ့အပိုင်းကိုရောက်ပါပြီဒါကတော့ဒီ image prompt ပါအဲ့ဒါတကယ်အလုပ်လုပ်လားမလုပ်လားဆိုတော့ကျွန်တော်ဒီ image run prompt ဗျာ image run prompt copy ပြီးတော့ကျွန်တော်တို့ flow ထဲသွားဆန်းမယ်ဗျ flow ရိုင်ထဲမှာသွားဆန်းပါမယ်ဒီမှာ Google Flow ဆိုတဲ့ကောင်ပေါ့ဗျာသွားဆန်းမှုအတွက် flow ရိုင်ထဲဝင်လိုက်ပါတယ်မြန်မာနိုင်ငံကဆို VPN ခံမှုလိုပါမယ်ဒီအိန္ဒိယဟိုပါဗောနော်အိန္ဒိယစာပါမဟုတ်ရင် United States ကိုကြော်ပြီးဝင်ပါဒါကျွန်တော် recommended ပေးတဲ့ region တွေပေါ့ဗျာတခြား region တွေလည်းသူ support လုပ်တဲ့ region တွေရှိတယ်ဗျဒီမှာတော့ verify တောင်းနေရပါကျွန်တော်ဖုန်းကိုလှမ်းပြီးတော့ကျွန်တော်ဒီဘက်ကအတည်ပြုလိုက်ပါအောင်မယ်ဒီမှာကျွန်တော်အတည်ပြုပေးဖို့ဒီက30ကိုနှိပ်ကမှာ30နှိပ်ပြီးလိုက်ပြီရပြီဒါဆိုရင်ကျွန်တော်တို့ဝင်သွားပြီဆိုခဏလောက်ထပ်ဆောင်မယ်ဒီတော့မှလည်းကျွန်တော်ဝင်ထားတဲ့အကောက်ပုံစံလေးပေါ်နေပြီပြီးရင်ဒီမှာဒီ flow တဲ့ဝင်ချင်းမှာဒီ add new project ဆိုတာရှိရယ်ဒီကောင်လေးရတော့ကျွန်တော်အရင်လုပ်ထားတဲ့ project လေးတွေပါဒီမှာ new project လေးကိုနှိပ်လိုက်မယ်ခဏလောက်စောင့်ပြရပါမယ်ဗျဒီမှာအဝိုင်းလေနေနော် flow လေးရသူ့ကသူ auto ဝင်သွားမှာဗျကျွန်တော်တို့ project တွေကိုဘာမှလုပ်ကြမလို့နော်ဒီတစ်ချက်နှိပ်ထားလိုက်ရင်ရပြီ line ကြနေလို့ဒါတန်းဝင်သွားတယ်ဗျဒီမှာလည်းပေါ်နေရ project ကဝင်သွားပြီဆိုကျွန်တော်တို့က prompt လေး copy လာတယ်အဲ့ prompt လေးကိုဒီမှာထည့်ပြီးတော့ဒီမှာတော့ setting လေးနည်းနည်းချိန်လိုက်မယ်ဗျ setting လေး image ဘက်ကိုသွားဒီမှာ line ကြနေရနော် image ဘက်ကိုသွားမယ်ဒီမှာလောလောဆယ်တော့ကျွန်တော်ဒီ ratio လေးနဲ့သွားကြည့်လိုက်ပြီးသွားရင် output ကိုကျွန်တော်နှစ်ခုလောက်ထားလိုက်မယ်ဗျာပြီးသွားမှပုံထုတ်ကြည့်လိုက်မယ်ဗျာဒီမှာဒီစင်းကဘာအတွက်သူပေးရလဲဆိုရင်ကိုတင်မောင်နဲ့မေးကြည့်တို့တဲ့မှောင်ရိပ်ကြနေတော့မှောင်ရိပ်ကြနေတော့ရောဘာတောလေရှိဟောင်းနှွမ်းနေတဲ့တစ်သားအိမ်ကြီးတို့ရောက်ရှိလာပုံတဲ့အဲ့ပုံအတွက်ကိုသူကဒီမှာပုံထုတ်ဖို့အတွက်ပုံလေးပေးထားတာအဲ့ပုံမျိုးသူပြောတဲ့ဒီမြန်မာသားကိုတင်မောင်နဲ့မေးကြည့်တို့အမှောင်ရိပ်ကြနေတော့ရာဘာတောလေရှိဟောင်းနှွမ်းနေတဲ့တစ်သားအိမ်ကိုရောက်ရှိလာတဲ့ပုံရမရဘူးကျွန်တော်သွားကြည့်ရမယ်ဒီမှာခဏတော့ဆောင်မယ်ပုံနှစ်ပုံတော့ထုတ်ထားတယ်ကျွန်တော်မကြည်ရဲလို့အပေါ်နည်းနည်းတင်ထားတာဗျညဘက်ဆိုတော့မဟုတ်တရုတ်ကတွေပါလာမှလည်းကျွန်တော်စိုးရင်ဒီမှာဆိုရင်တော့ပေါ်လာနော်မဟောင်းနှွမ်းနေတဲ့ရာဘာတော်တွေကအိမ်ပုံစံလေးဗျသိလားဒီမှာနော်ဒီမှာအိမ်ပုံစံလေးပေါ်လာတယ်သူကဒီအိမ်ပုံရင်ပြတာကိုဒီအိမ်ပုံတော့ကိုပြတာကိုဒီမှာကိုတင်မောင်နဲ့မေးကြီးလို့မောင်ကြီးကြနေတော့ရာဘာဒီဇလန်းပြောနေရမှာဒီအိမ်ပုံလေးကိုထည့်ပြီးတော့သုံးလို့ရတယ်ဥပမာဗျကိုတင်မောင်နဲ့မေးကြီးတို့ဒီဆိုတဲ့နေရာမှာကြတော့ဒီကိုတင်မောင်နဲ့မေးကြီးလမ်းလျှောက်လာတယ်တောထဲကိုလမ်းလျှောက်လာတဲ့ပုံစံဆင်တစ်ခုအတွက်ပုံလေးရင်ထုတ်လိုက်ပြီးွားရင်ဒီက prompt လေးကိုယူပြီးတော့ပဲပြန်ပြီးတော့ဒီအိမ်ကြီးပုံထုတ်ပြီးတော့အဲ့အိမ်ကြီးကိုပြောတဲ့နေရာမှာဒီအိမ်ကြီးပုံကြီးကိုပြပေးလိုက်ညတစ်ကောင်ရဲ့အိမ်မော်တက်ကခြေတံများကိုနားဆွင့်နေတော့ကိုတင်မောင်နဲ့မေးကြီးတို့ထိတ်လန့်နေတော့မျက်နှာများဒါမျိုးကြီးကျွန်တော်မထုတ်ပြတော့ဘူးဗျညဘက်ဆိုတော့လေကျွန်တော်လန့်တာလည်းပါတယ်အားကြောင့်မို့မထုတ်ပြတော့ဘူးဒီမှာကျွန်တော်ပုံထုတ်တာတော့အဆင်ပြေတယ်ပုံထုတ်ဖို့ prompt ပေးထားတဲ့ prompt quality လည်းမစိုးဘူးလို့ပြောလို့ရတယ်တဲ့မှာပါတယ်ဒါပေမဲ့ကိုကမကြိုက်ဘူးဒီထက်က image prompt မသုံးချင်ဘူးဆိုလဲကိုယ်တိုင်ပြန်ပြီးတော့ဒီမှာပါတဲ့ story script တွေကအကြောင်းအရာလေးပေါ့ဗျစင်းတစ်ခုတိုင်းအတွက်ကိုယ်တိုင်ပြန်ပြီး image prompt Gemini မှာပြန်တောင်းပြီးလုပ်ပေါ့အဲ့လိုဆိုရင်လည်းပိုကောင်းတာပဲလောလောဆယ်မှာတော့ကျွန်တော်ရဲ့ဒီ app လေးကဒီ title လေးပုံမြင်ကောင်းစဉ်လေးတစ်ခုပဲပေးလိုက်ရုံနဲ့သူကဒီမှာပုံမြင်အရှည်ကြီးချပေးတယ်ဒါအပြင်မှာဒီမှာအချင်းချုပ် narration အချောတက်ပြီးသားပုံမြင်လေးကိုချပေးတယ်အဲ့ပုံမြင်လေးကိုလည်းဒီမှာအပန်ပြန်ထုတ်လို့ရတယ်
ဒီမှာအဲ့ပုံမြင်လေးနဲ့အဲ့ကရတဲ့ပုံမြင်လေးနဲ့အတန်လေးနဲ့အတွက်ကိုတွဲဖို့အတွက်ကိုဒီမှာပုံလေးတွေထုတ်ပြီးတော့ဗီဒီယိုပြောင်းလို့ရမယ့် prompt တွေပါပေးထားတယ်ဒါကတော့ဒီ app ထဲမှာအလုပ်လုပ်တဲ့ပုံစံပါဗျဒီ app လေးကိုကျွန်တော်အလကားပဲပေးသွားလိုက်မယ်ဗျအလကားပဲပေးသွားလိုက်မယ်ဆိုအရင်တည်းကလည်းအလကားပေးဖို့စီစဉ်ထားတာပါလူတိုင်းကိုပေးမယ်နဲ့လူတိုင်းကိုမပေးဘူးဆိုတာနဲ့ပဲခွာတာအခုကတော့ပေးပါမယ်ဒီပေးမယ်ဆိုတာတော့အရင်လိုပဲလူတိုင်းတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ page မှာ active ဖြစ်ပြီးကျွန်တော်အားပေးနေတဲ့ပရိသတ်ညီကိုမောင်နှမတွေကိုပဲကျွန်တော်ပေးမှာပါအဲ့တော့လိုချင်တဲ့သူတွေရှိတာဒါမှမဟုတ်ဒီ app လေးကိုတခုခုဝေဖန်နေတဲ့လူတွေရှိတာမျိုးရှိရင်ကျွန်တော် comment မှာပဲတခုခုရေးသွားပေးကြပါကိုယ်စိတ်ထဲရှိတာမျိုးပေါ့ဗျာဒီ video နဲ့သက်ဆိုင်မဲ့အရာတခုခုဖြစ်ဖြစ်လူချင်းလည်းလူချင်းချောင်းတခုခုပေါ့ comment အောက်မှာရေးသွားပေးနိုင်ပါတယ်ကျွန်တော်ကတော့တန့်စင်ပဲဖြစ်ပါတယ်ဒါမျိုးတွေကိုနောက်လည်း sharing လုပ်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ page လေးကို follow မလုပ်ရသေးရင်လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကိုအားပေးကြတဲ့ညီကိုမောင်နှမအတိုင်းကိုလည်းဒါဆိုဒီနေ့ video လေးကတော့ဒီလောက်ပါပဲခင်ဗျာ